လွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်လောက်ကပီရမစ်တွေကိုလူသားတွေကပဲတိဆောက်ခဲ့တာလားဒါမှမဟုတ်ဂျူသားတွေကပဲကူညီပြီးတော့တိဆောက်ခဲ့တာလားလို့ညှင်းခုန်နေကြတဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအမခန်းမြို့တော်ကြီးတစ်ခုပေါ်ထွန်းခဲ့ပူပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ခင်မီဆောက်လုပ်ရေးစက်ကရိယာတွေကွန်ပျူတာဒီဇိုင်းတွေနဲ့အင်ဂျင်နီယာပညာရပ်တွေကမ္ဘာပေါ်မှာမရှိသေးတဲ့အချိန်မြန်မာနိုင်ငံရဲ့အပူပိုင်းဒေသကဏ္ဍရဆန်ဆန်မြေပြန့်လွင်ပြင်တစ်ခုပေါ်မှာကမ္ဘာပြည်သူ့ကပညာရှင်တွေကိုဒီနေ့အထိခေါင်းစားစီမဲ့အမခန်းမြို့တော်ကြီးတစ်ခုပေါ်ထွန်းခဲ့ပူပါတယ်အဲ့ဒီမြို့တော်ကြီးကလည်းယခုတက်တိုင်တည်ရှိနေစေပါအဲ့ဒါကတော့ပကံပါပဲပကံမှာဖျားပေါင်းထောင်ချီရှိတဲ့အထက်ကပြည်သူ့ကအလန်းဆုံးလို့တင်စားကြတယ်အာနန္ဒာကူဖျားကြီးမှာရှေ့ခေတ်လူသားတွေဖုံးကွယ်ထားတဲ့ပျောက်ဆုံးသွားတဲ့နည်းပညာတွေရှိနေတယ်ဆိုတာတင်သိပါသလားဘာကြောင့်ဒီဖျားကြီးကိုပြည့်စုံတဲ့ရှေ့ခေတ် smart building လို့သိပ္ပံပညာရှင်တွေကသတ်မှတ်ခဲ့ကြတာလေပထမဆုံးလှုပ်ဝက်ချက်ကတော့အုတ်စီနည်းပညာပဲဖြစ်ပါတယ်အာနန္ဒာဖျားကြီးရဲ့အုတ်နေရံတွေကိုတေချာကြည့်ရင်အုတ်တစ်ချောင်းနဲ့တစ်ချောင်းကြားမှာအင်္ဂလိပ်ဒါမှမဟုတ်ဘီလက်မီလိုအရာမျိုးထူးထူးထဲထဲသုံးထားတာကိုလုံးဝတွေ့ရမှာမဟုတ်ပါဘူးရှေ့ခေတ်ပကံပြည်သူ့ကပညာရှင်တွေကအုတ်တွေကိုအချင်းချင်းပုတ်တိုက်ပြီးမျက်နှာပြင်ကိုမှန်ချက်တစ်ခုလိုညီညာသွားအောင်အရင်လုပ်ကြပါတယ်ပြီးတဲ့နောက်တဘာဝသစ်စေထမင်းရည်ညောင်ကော်နဲ့အမဲစီတွေကိုစနစ်တကျဖော်ဆက်ထားတဲ့ရှေ့ခေတ်ကော်ရည်တစ်မျိုးကိုအလွန်ပါးလွှာစွာတုပ်ပြီးတစ်ချောင်းနဲ့တစ်ချောင်းစိစက်အောင်စီကဲကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်အုတ်နှချောင်းကြားမှာအတချောင်းအောင်ထိုးလို့မရအောင်စိစက်လွန်ပြီးပြင်းထန်တဲ့ငလင်တန်တွေကိုနှစ်ပေါင်း900ကျော်ကြာတဲ့အထိကြက်ကြက်ခံနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယအချက်ကတော့ရင်သက်ရှုမောပွဲအလင်းရောင်အတုံးချမှုပါပဲလျှက်စစ်မီးမရှိတဲ့ရှေ့ခေတ်ကဖျားကူအတွင်းထဲမှာမှောင်မဲမနေစီပဲစီနုတော်ကြီးတွေစီအလင်းရောင်အမြဲရောက်နေအောင်ဘယ်လိုလုပ်ခဲ့တာလဲအဖြေကတော့ optical physics လို့ခေါ်တဲ့အလင်းဝင်မှုသိပ္ပံပညာပါပဲပြည်သူ့ကပညာရှင်တွေကဖျားရဲ့အမိုးအဆင့်ဆင့်မှာလေတာပရင်ပေါက်တွေကိုနေမင်းကြီးရဲ့လမ်းကြောင်းအလိုက်တွက်ချက်ဖောက်လုပ်ခဲ့တာပါအပြင်ကလာတဲ့နေအောင်ကြီးကတိုက်ရိုက်မကြပဲအတွင်းနေရရဲ့အဝါရောင်ရွှေချထားတဲ့အစိပ်ပိုင်းတွေနဲ့အစင်းစင်အလင်းပြန်ပြီးမှစင်းနုတော်ရဲ့မျက်နှာတော်စီကိုတဘာဝ spotlight တက်ထားသလိုတိကျစွာကြောက်ရောက်စေတာဖြစ်ပါတယ်ဒါရင်မကသေးပါဘူးအဝေးကနေဖျားကိုဖူးမြော်ရင်မျက်နှာတော်ကမေတ္တာကရုဏာနဲ့ပြုံးနေတယ်လို့ခံစားရပြီးအနီးကပ်သွားကြည့်မယ်ဆိုရင်တော့ TG လေးနဲ့တဲ့မျက်နှာတော်အဖြစ်ပြောင်းလဲသွားတယ် optical illusion ဉာဏ်မျှော်မြင်မှုကိုပါထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒါရင်မကသေးပါဘူးပကံရဲ့အပူချိန်က AB လာမျိုးမှာ40 degree Celsius အထိပူပြင်းတက်ပါတယ်ဒါပေမဲ့အာနန္ဒာဖျားကြီးရဲ့အတွင်းထဲကိုခြေချလိုက်တာနဲ့ခင်မီအေကွန်တက်ထားတယ်လို့မျိုးထူးဆန်းစွာအေးမြနေတာကိုခံစားရမှာပါဒါကရှေ့ခေတ်လူတွေရဲ့တာမိုဒိုင်နာမစ်အပူချိန်ထိန်းညှိမှုနည်းပညာကြောင့်ဖြစ်ပါတယ်နိုင်ရန်တွေကိုအထူးထူတဲ့စွာတိဆောက်ထားပြီးအတွင်းထဲမှာဇင်းကြံပလန်တွေကိုခူလိုမျိုးပတ်ချလဲဖောက်ထားပါတယ်လေပရင်ပေါက်တွေကနေဝင်လာတဲ့လေပူတွေကဒီဇင်းကြံပလန်တွေထဲဖြတ်တန်းတဲ့အခါမြေအောက်အေးဓာတ်အုတ်တွေရဲ့အဆိုဓာတ်တွေနဲ့ပေါင်းစပ်ပြီးအလိုလျောက်လေအေးအဖြစ်ပြောင်းလဲသွားပါတယ်လေထုဖိအားစနစ်ကိုအသုံးချပြီးလေဟောင်းတွေကိုအပေါ်ကနေစုပ်ထုတ်ကလေထဲကအပူကိုရှော့ချပေးတဲ့တဘာဝအေးပေးစနစ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း900ခရဲကဖန်တီးခဲ့တာဖြစ်ပါတယ်ကမ္ဘာပီရမစ်ကြီးတွေကိုအေလီယန်တွေတိဆောက်ခဲ့တာလားဆိုပြီးညင်းခုန်နေကြချိန်မှာမြမမြေပေါ်ကပကံပြည်သူကလက်ရာတွေကတော့ကျွန်တော်တို့ရှေ့ခေတ်ဘိုးဘွားတွေရဲ့ထူးချွန်ပြောင်မြောက်လာတဲ့သိပ္ပံသင်္ချာနဲ့အင်ဂျင်နီယာဉာဏ်ပညာတွေကိုတက်တည်ပြနေတာဖြစ်ပါတယ်ခင်မီနည်းပညာတွေမရှိဘဲနဲ့အချိန်တန်တဘာဝဗေဒံတွေကိုအောင်နိုင်ခဲ့တဲ့ပကံခရီးရဲ့လှုပ်ဝက်ချက်တွေကဒီနေ့အထိကဘာကလေးစားရတဲ့ပျောက်ဆုံးသွားတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတော့တယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနောက်ထပ်ကြည့်ရှုခန်းစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ DNCN Channel ကို Like and Follow Subscribe လေးနှိပ်ခဲ့ပြီးလို့တောင်းဆိုပါရစေခင်ဗျာ